23နေ့ရွာမှာတလကို300ရအောင်စူးစမ်းနေတဲ့ challenge တေးသွားဒီနေ့မှာတော့အားလုံးကိုပြောစရာလေးတစ်ခုတော့ရှိတယ်ဒီ challenge စပြီးကြတဲ့ကကျွန်တော်ရဲ့ video တော်တော်များများကကင်မရာရှေ့ထိုင်ပြီးပြောနေတာပဲများတယ်အဲ့ဒါကြောင့်တချို့လူတွေကလည်းတကယ်လုံနေတာရောဟုတ်ရဲ့လားပြောနေတာပဲမဟုတ်ဘူးလားဆိုပြီးမေးကြတယ်ဒါကြောင့်ဒီနေ့မှာတော့ဒီ challenge မှာကျွန်တော်ပြောနေတဲ့အလုပ်တွေကိုနည်းနည်းတော့ပြပေးချင်ပါတယ်အရင်ဆုံးကတော့ One Star Digital Marketing Agency ပေါ့နော်ဒီဟာကဆိုရင်တော့လွန်ခဲ့တဲ့2022ကစတင်တည်ထောင်ခဲ့ပါတယ်အခုဆိုရင်တော့၄နှစ်ကာလဝန်းကျင်အထိရှိလာခဲ့ပေါ့နော်ဒီ၄နှစ်ကာလဝန်းကျင်မှာဒီပိတ်ကနေကျွန်တော်တို့ဝင်ငွေတွေကအများကြီးနေနဲ့ရှာပေးခဲ့တော့ပေါ့နော်နောက်တစ်ခုကတော့ဒီ agency ကနေကျွန်တော် service ပေးနေတာပိုင်းတွေကတော့အများကြီးနေနဲ့ရှိတာပေါ့နော်အခုဆိုရင်တော့ Facebook TikTok YouTube monetization နဲ့ပတ်သက်တဲ့ပိုင်းတွေကိုလည်း all in one လိုမျိုးပုံစံ service နေနဲ့လည်းပေးတာပေါ့နော်ပြီးတော့ client တွေကသူတို့ရဲ့ product တွေကိုရောင်းအားရအောင်တော့အဲ့ဒီပိုင်းမှာရောပဲကျွန်တော်တို့ဘက်ကတော့ဒီ service ပေးတယ်ပြီးတော့ဒီ page ကနေကျွန်တော်အနေနဲ့ digital product ပိုင်းတွေကိုလည်းရောင်းတာပေါ့နော်နောက်တစ်ခုကတော့လက်ရှိကျွန်တော် social media monetization academy တင်တဲ့တွေရောပဲဖွင့်လှစ်တင်ကြားပေးနေတာပေါ့နော်ဒါကြောင့်ဒီ page မှာဆိုရင်တော့နေ့တိုင်း client တွေနဲ့ပြောရတယ် service ပိုင်းမှာဆိုရင်လည်းနေ့တိုင်းလိုလုပ်ပေးရတာပေါ့နော်အခုလားဆိုရင်တော့ဒီ page မှာစာပို့လာတဲ့သူတွေကတော့အယောက်900နီးပါးလောက်ထိရှိလာခဲ့ပြီပေါ့နော်ပြီးတော့ကျွန်တော်ပြောနေတဲ့ product ပိုင်းပေါ့နော်ဒီ product ပိုင်းမှာဆိုရင်တော့ဒီ challenge မှာအသေးစိတ်အနေနဲ့မပြောပြချင်သေးဘူးပေါ့နော်ဒါပေမဲ့ကိုယ်တိုင် product ထုတ်ပြီးလက်ရှိတကယ်ရောင်းနေရတာပါအဲ့တော့အကုန်လုံးမြင်တွေ့အောင်လက်ရှိအဲ့ဒီ page ထဲက messenger မှာစာပို့လာတဲ့ customer တွေကိုကျွန်တော်အနေနဲ့ပေါ်ပြပေးမယ်ပေါ့နော်အဲ့မှာအကုန်လုံးမြင်တွေ့တဲ့အတိုင်းပါပဲဒီလားဆိုရင်လည်းအဲ့ဒီ page ထဲမှာနေတိုင်းလို customer တွေကတော့ကျွန်တော်ရဲ့ product တွေကိုလာရောက်ဝယ်ကြတာပေါ့နော်နောက်တစ်ခုကတော့ day 5နဲ့ day 7မှာကျွန်တော်ပြောခဲ့တဲ့ဒီ training အပိုင်းပေါ့နော်ဒီဘိုင်းမှာတော့ဘယ်လို trade တွေဝင်ခဲ့တာလဲဘယ်လို asset တွေထွက်လာခဲ့တာလဲဆိုတာကျွန်တော်ရဲ့ကောက်ထဲမှာအရင်ကတည်းကတင်ထားပြီးသားပါ training အပိုင်းကအသေးစိတ်သိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ TikTok account နဲ့ Instagram account မှာတွားရောက်လေးလာကြည့်လို့ရတာပေါ့နော်အဲ့ဒီ account ထဲတွေမှာဆိုရင်တော့ကျွန်တော်အနေနဲ့တင်ပေးထားတဲ့ပို့တွေကတော့အများကြီးတော့ရှိတာပေါ့နော်ပြီးတော့ content creation အပိုင်းပေါ့နော်ကျွန်တော်ပြောတဲ့ content creation အပိုင်းကတော့ကင်မရာရှေ့ထွက်ပြီးကိုမျက်နှာပြောတဲ့ video ပုံစံတော့မဟုတ်ဘူးအခုလက်ရှိကျွန်တော်လုပ်နေတဲ့ page တွေထဲမှာတစ်ခုအနေနဲ့ပြပေးမယ်ပေါ့နော်ဒါပေမဲ့ page နာမည်ကတော့ကျွန်တော်ဖော်ပြပေးမှာမဟုတ်ဘူးအဲ့တော့အခုလက်ရှိဒီ page မှာဆိုရင်တော့ follower တွေကဆိုရင်တော့ 1.1 million လောက်ထိရှိလာခဲ့ပြီပေါ့နော်ပြီးတော့ဒီ page ကဆိုရင်တော့ကျွန်တော်လုပ်နေတဲ့ video ပုံစံတွေကတော့ documentary video လိုမျိုးပုံစံပေါ့နော်ကိုပိုင်တန်တွင်းပြီးတော့ documentary ပုံစံ content တွေကိုဖန်တီးနေတာပေါ့နော်အခုဆိုရင်တော့ဒီ page မှာဆိုရင်တော့နေ့တိုင်းလိုကျွန်တော်တော့ video တွေကတော့တင်နေတာပေါ့နော်ဒီလမှာဆိုရင်လည်း view တွေကတော့အများကြီးနေနေရရှိလာခဲ့ပြီပေါ့နော်အဲ့တော့နောက်ထပ်တခြားတော့ page တွေကဆိုရင်လည်းဒါမျိုး documentary content ပုံစံတွေကလည်းအများကြီးနေနေရှိသေးတယ်ပေါ့နော်ဒါတွေကတော့လက်ရှိကျွန်တော်တခုပဲပြပေးထားရသေးတာပေါ့နော်ဒါဆိုတချို့လူတွေမေးနိုင်တာတခုရှိတယ်ဒီအလုပ်တွေကိုတကယ်လုပ်နေရင်ဘာလို့နေ့တိုင်းလုပ်နေတာကိုဗီဒီယိုရိုက်ပြီးမပြတာလဲမှန်တိုင်းပြောရမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့အဲ့ဒီလို content ပုံစံတွေကိုမရိုက်ဖြစ်ဘူးဘာလို့လဲဆိုတော့နေ့တိုင်းကိုလုပ်နေတဲ့အလုပ်တစ်ခုချင်းစီကိုကင်မရာပြန်တက်တစ်ခုလောက်တိုင်းဗီဒီယိုပြန်ရိုက်အန်ဂယ်ပြောင်းပြီးဗီဒီယိုတွေပြန်ယူပြီးတော့အကောင် active ပြန်လုပ်မယ်ဆိုရင်ကျွန်တော်တို့အလုပ်တစ်ခုထပ်တိုးလာတလို့ပါပဲအခုတောင်ကိုအလုပ်တွေနဲ့အချိန်ကမလောက်နေဘူးဖြစ်နေတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းတနေ့တာအလုပ်ပြီးတဲ့ချိန်ကင်မရာရှေ့ထိုင်ပြီးဒီနေ့ဘာဖြစ်ခဲ့တာလဲဘာအဆင်ပြေလဲဘာအဆင်မပြေခဲ့ဘူးလဲဆိုတာဒီလိုမျိုးမှန်တိုင်းပြောရတာကိုပဲပိုကြိုက်တယ်ဒါကြောင့်ဒီ challenge ကိုလည်းအခုလိုမျိုးပုံစံနဲ့ပဲဆက်သွားမယ်အဲ့ဒီတော့ယုံတဲ့သူတွေကလည်းရှိမယ်မယုံတဲ့သူတွေကလည်းရှိမယ်အဲ့ဒါတွေကတော့ကျွန်တော်လည်းထိန်းချုပ်လို့မရဘူးအတိကကိုလုံးစရာရှိတာတွေကိုဆက်လုပ်နေဖို့နဲ့နောက်ဆုံး result ကိုမှန်တိုင်းချပြပေးဖို့ပါပဲပြီးတော့ဒီ challenge သွေးမှာရတဲ့ဝင်ငွေတွေကိုလည်းလကောင်တဲ့အခါမှာအကုန်လုံးနေနဲ့ချပြပေးသွားပါမယ်အဲ့ချိန်ကျရင်တကယ်300အနေနဲ့ပြည့်သလားမပြည့်ဘူးလားဆိုတာ result ကပဲအဖြေပေးသွားမှာပါကျွန်တော်ကတော့ထမ်းမြအောင်ပါ challenge day 30မှာပြင်ပြီးတော့တွေ့ကြပါမယ်